ရှင်တို့လေးပြောအောင်မယ်နော်ဗီဒီယိုလေးတစ်ပုတ်ကြည့်ပြီးတော့ဖုန်းနံပါတ်တွေ့တိုင်းဖုန်းဆက်မလာနဲ့နော်ပြအောင်မယ်ဒီဗီဒီယိုတဲ့အကောင့်ထဲမှာပေါ့နော်သူဘာတွေရောင်းထားလဲဘာတွေပြောထားလဲကျမကြီးနဲ့ပတ်သက်ပြီးတော့ငါတို့ကဘာတွေသုံးဆွဲရမလဲဆိုတော့အသေးစိတ်ပြီးအချက်လက်တွေကလေးတို့ဗီဒီယိုတစ်ပုတ်ချင်းစီတိုင်းမှာဖြည့်ပြောပြီးထားတယ်အဲ့ဒါလေးတွေဝင်ကြည့်လို့ရတယ်လေဖုန်းဆက်လာပြီးတော့အမရေနော်ဒီနေ့တရားဆိုလို့ရှိရင်အမရေလိုင်းပေါ်မှာတင်ထားတာတွေ့လို့တဲ့စေးနာမယ်လည်းမပြောဘူးလိုင်းပေါ်မှာတင်ထားတာတွေ့လို့တဲ့ဆိုပြီးတော့ဟုတ်ကဲ့ပါရှင်လို့ကျွန်တော်တို့ကအညာမောင်ရောင်းတာလို့အညာမောင်ပါဆိုလို့ရှိရင်လို့တိချာလေးနားထောင်သွားလို့အညာမောင်ပါဆိုရင်တောင်ကြရိုရှိမယ်ရှင်းတက်ရိုရှိမယ်သူတို့ရဲ့ဈေးနှုန်းလေးရောတစ်ခိုက်ပြပြပြနော်မက်ဆီမန်လိမ့်စီရှိမယ်နှလုံးဆိုင်အဝါရောင်လိမ့်စီရှိမယ်လို့အဲ့ဒါဘောနော်ဘာတဲ့သုံးချင်တာလဲဆိုတော့သူကထောင်မမှုကြီးအားနေနေလို့တဲ့အကြောကြီးအားနေနေလို့ဆိုပြီးတော့သုံးချင်တာနော်ခင်ဗျားကတော့တောင်ကြယုံညွှန်နေပေါ့နော်တောင်ကြယုံကြီးလေးကတစ်လစာတစ်ခုကို6000နဲ့8000ဆိုတော့တလားစာတဲ့တလားထက်ပို့ပြီးတော့စားလို့မရဘူးလားတဲ့သူပြောချင်တာကတလားဒီတလားအတွင်မကုန်ဘူးပို့ရက်ကြော်သွားလို့မရဘူးလားပြောချင်တာနေမှာပေါ့နော်တလားစာဆိုတာတလားစာအတိုင်းစားပေါ့နော်တလားစာအတိုင်းစားတရက်နှစ်ရက်ဆွန်းသွားတာတော့ကိစ္စမရှိဘူးပေါ့နော်စေးဂရန်တွေပါကြီးတချို့ကြတော့လည်းမတူလို့ပေါ့နော်အဲ့ဒါတော့အကိုတို့ကိစ္စပေါ့နော်ခင်ဗျတို့ညွန်ပေးထားတာကခင်ဗျတို့စေးထဲမှာအညွန်တိုင်းညွန်ပေးထားတာကလက်ဖက်စာစွန်းလေးနဲ့မနေ့တစွန်းညတစွန်းနေ့စဉ်ပုံမှန်လေးစား950 gram ပါတယ်တလားစာတစ်ခုကို6800ပါလို့ပြောတာကိုလေအဲ့ဒါကိုပို့ပြီးတော့စားလို့မရဘူးလားတဲ့နော်ခင်ဗျတို့ဘက်ကနေပြီးတော့ပြောရင်လည်းလူဆိုးမကြီးဖြစ်ရောနော်တလားစာတစ်ခုကိုတစ်နှစ်လောက်စားနေလို့လည်းမရဘူးဒါကတဘာဝစေးနော်ချက်ချင်းထျောက်တဲ့စေးမဟုတ်ဘူးနေ့စဉ်ပုံမှန်အညွန်တိုင်းသုံးမရမယ်လို့ဒီမဲ့အာရီများကိုလေအာရီများကိုအကျော်တွေပါထောင်းနေပြီးပြောရတာပေါ့နော်အဲ့ဒါကိုတလားစာတစ်ခုကိုဘယ်နှစ်လောက်များစားကျင်လို့လဲရှင်နော်အဲ့လိုမျိုးနှစ်ချီပြီးတော့စားတလားစာတစ်ခုကိုနှစ်ချီပြီးစားမယ်ဆိုရင်တော့မစားပါနဲ့နော်ငွေလေး6000 8000ကိုနော်ကိုမှမတတ်ထားရင်မစားပါနဲ့ဘာလို့လဲဆိုတော့ဒီကောင်ကကျမကြီးဖြည့်ဆက်စာဖြစ်တဲ့အတွက်ဒီကကိုကျမကြီးကိုလည်းအထူးပြုဆိုင်ပါ C1 စားဝင်အိပ်ပြောတာ C1 planner တက်လုံအားကောင်းပြီးတော့အမောခံနိုင်တာငွေလေး6000 8000နဲ့နော်စားဝင်ပြောပြီးတော့ C1 plannerတက်လုံအကောင်အမောခံနိုင်တာတုတ်လို့မြန်တာပန်းတီပန်းညူဝင်နိုင်ကဲစိတ်သွားတိုင်းကိုပါတာစီးပူချီတွေစီးအောင်နိုင်ရှင်တက်တာပြောက်ကင်းနေနော်အဲ့ဒါကြောင့်မလို့တမျိုးတည်းနေတကယ်ကိုမှအဆင်ပြေရဖြစ်တဲ့အတွက်အခုဒီ6ငွေလေး6000 8000တော့မှတ်ပြောပါနဲ့နေ့စီပုံမှန်ကုန်တာမဟုတ်ဘူးတစ်လလုံးမှာ6000 8000ပဲကုန်တာထူခြားမှုကတော့တယောက်နဲ့တယောက်မတူနိုင်ဘူးတချို့ကြတယ်လည်းတစ်ဘူးနှစ်ဘူးကုန်အောင်သုံးရတာမျိုးရှိတယ်ကလေးကတော့အနည်းဆုံး3လစာတော့စားခိုင်းပါတယ်ရှင်နော်ကိုအဆင်ပြေရလို့ရပါတယ်အဆင်မပြေဘူးဆိုရင်ဆက်စားလို့ရပါတယ်ရှင်တဘာဝစေးပါပြီးတော့ဆို